Hi guys အားလုံးမင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်တို့ဘန်လီတင်းတော့ကျွန်တော်1 day နဲ့အနိုင်ရရှိခဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့ပွဲတွင်းမှာတော့တောက်လျှောက်ဆဲဆိုအော်ဟစ်ချိန်မောင်းနေရပြီးတော့တော်တော်လောင်ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပေါ့ဗျာနော်အဓိကအဖြစ် Kai Havertz တို့ Odegaard တို့ရဲ့ပွဲတွင်းမှာဆွမ်းဆောင်ရည်ရတော်တော်မေးခွန်းထုတ်စရာကောင်းပြီးတော့သူတို့ကိုပွဲထွက်လူစင်းမှာပွဲထုတ်စေခဲ့တဲ့ Arteta ရဲ့ decision ချမှုကလည်းတော်တော်စိတ်ပြက်စရာတော့ကောင်းတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာတော့အစမှာအဲ့လိုပြောရဲဆိုတာအဲ့ချက်လေးကိုပဲ key point အနေနဲ့အစလေးမှနည်းနည်းပြောပြီးတော့ကျန်တဲ့အပိုင်းမှာကျတော့ကျွန်တော်ဘယ်လိုလဲ happy moment နိုင်ပွဲအတွက် enjoy ဖြစ်တယ်ဆိုတဲ့ခါတွေအဓိကပြောရမှာမလို့ပေါ့နော်အစမှာဒီတိုင်းအဲ့ချက်လေးကိုတော်တော် Arsenal ပရိသတ်တွေသဘောကျလိုက်မှာမဟုတ်ဘူးဆိုတာမျိုးကျွန်တော်ထည့်ပြောချင်လို့ပြောတာပေါ့နော်အဲ့တော့ Odegaard အနေနဲ့ပုံမှန်Arteta အနေနဲ့ပုံမှန် form မိနေတဲ့ဒီ Skelly Yogres ကို line နဲ့အောက်လိုက်တဲ့အဆုံးဖြတ်ချက်ကဒီပွဲကိုမပြတ်စေဘဲနဲ့တော်တော် Arsenal ဒုက္ခရောက်တယ်လို့ဖြစ်သွားစေရလို့ကျွန်တော်တို့ထင်တယ် Declan Rice တို့နော် Trossard တို့မလို့ up and energy တွေပို့သုံးလိုက်ရလို့ကျွန်တော်ခံစားရတယ်ပေါ့နော် Okay ထားပါနော်ဒါကတော့နိုင်လဲနိုင်သွားတယ်လိုအပ်တာလည်းအနိုင်သုံးမှတ်ပဲဆိုတော့ကျွန်တော်တို့အများကြီး negative တွေမပြောတော့ဘူးဗျာနော်အဲ့တော့ Okay ကျွန်တော်တို့နိုင်သွားပြီသုံးမှတ်ရပြီ good different တော့ကျွန်တော်အများကြီးမရလိုက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိမှာကျွန်တော်စောင့်ကြည့်ပါမနေ့ဖြန်ဘုံပေါင်းနဲ့ Manchester City ပွဲပေါ့နော်အဲ့ပွဲဆိုလို့ကျွန်တော်ထပ်ကြည့်မယ်ပြီးတော့ဘယ်လိုလဲအဲ့ပွဲမှာသာ Man City တခုချွတ်ချော်သွားရင်ကျွန်တော်မနေ့ဖြန်ညမှာချန်ပီယံဖြစ်မှာပါဗျာဒီလားအဲ့တော့အသင်းချန်ပီယံဖြစ်မဲ့အချိန်မှာတော့အတူရှိချင်တယ်ကိုကန်ပြီးတော့ရတဲ့ပွဲမဟုတ်တာဖြစ်တဲ့အတွက်တခုတော့ကိုကန်နေဆိုကိုပွဲပြီးလို့ရသွားတာဟာမဟုတ်ဘဲနဲ့လူများပွဲကိုစောင့်ကြည့်ပြီးတော့ရခဲ့ရင်တော့မက်ဆီချီချိုရင်တော့အဲ့လိုရခဲ့မှာဖြစ်တဲ့အတွက်နည်းနည်းတော့ free တော့ out လေဗျာဒါပေမဲ့ထားပါတော့အဓိကရဖို့ပဲအဲ့တော့လိုချင်တဲ့သုံးမှတ်တော့ရပြီHavertz တို့ဘာလို့တော့တော်ညံ့တယ်Saka တို့ဘာလို့အပါဝင်ပေါ့နော် Trossard နဲ့ဒီဘက်ကကျွန်တော် left wing ကCalafiori အတွဲရတာမစိုးဘူးကျွန်တော် Ria နည်းနည်းတန်ရဆိုဖြစ်သွားတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ပြီးတော့နောက်တန်းကတော့သူ့လို့သူအမြဲတမ်းလုပ်ပြီးတော့ clean sheet another clean sheet ထပ်ယူတယ်ပေါ့နော်နည်းနည်း Moscow နဲ့ရုံးကန်လို့ကျွန်တော်မြင်တယ် Declan Rice အလုပ်ပို့လို့ရတယ်လို့မြင်တယ် Okay အဓိကတော့ပွဲအကြောင်းပြောချင်တာထက်ကျွန်တော်လက်ရှိရောက်နေတဲ့အခြေအနေကတကယ်ကို220ကျော်အတွင်းမှာတကယ်ကိုအနီးကပ်ဆုံးအခြေအနေငယ်တော့ချောတိုင်းတက်ပူးကြလားမသိဘူးပေါ့နော်ကျွန်တော်လည်းတော်တက်ပူးရင်မဲ့တခါမှမရဘူးပေါ့နော်ရက်ွက်ထဲမှာအဲ့လိုလွတ်လပ်ရေးနေပွဲတွေပါလုံရင်ရမ်းခက်ခဲရလေနော်ပြီးတော့ကျွန်တော်အပေါ်ရောက်သွားရင်အလန်နိုင်လေးစိုက်ထားရပေါ့နော်အဲ့အလန်နိုင်မတိုင်ခင်မှာကျွန်တော်တို့ဝလုံးကိုဖောက်ပြီးတော့စီတွေထည့်တာဗျာသိရမလားမှားဆွဲမိလို့မရဘူးပေါ့ဗျာအဲ့စီတွေကိုဝချောင်းလေးနဲ့ပိတ်ထားတဲ့ဟာကိုကျွန်တော်မှားဆွဲမိတဲ့ခါကျရင်စီတွေကဟောကြလာပြီးတော့ကိုတက်ထားသမျှကိုကျွန်တော်တို့ကအောက်ပြန်ရှော့ကြအောင်ပါပေါ့နော်အဲ့တော့ကျွန်တော်အပေါ်တော့ရောက်ပြီးအလန်နိုင်တော့လမ်းမြင်နေရပြီလက်နဲ့ယူပြီးတော့အောက်ကိုဆင်းလာဖို့ပဲကြံတယ်ပေါ့နော်အဲ့ဒါကျွန်တော် Crystal Palace နဲ့ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ် Man City တည်ကြတာရှုံးတာတွေကကျွန်တော်မျှော်လင့်တဲ့ဟာ Man City နိုင်ဝါဖို့ပဲရန်ကန်တော့များတယ်Man City နိုင်ဝါပလိတ်စေကိုကျွန်တော်တို့အလန်နိုင်တော့လှမ်းမြင်နေရပြီကျွန်တော်တို့စီပေါက်တွေပါတွေကိုသွားမဆွဲပဲနဲ့အလန်နိုင်ဆွဲပြီးတော့အောက်ပြန်ဆင်းလာပဲလို့တော့တယ်ပေါ့အဲ့တော့တော်တော်ကိုနီးစပ်နေပြီတော်တော်ကိုကျွန်တော်တို့ဖြစ်နေပြီပေါ့နော်22နှစ်တာအိမ်မက်ကတော်တော်လက်တကမ်းလို့ရောက်နေပြီပေါ့ဗျာတော့ Arsenal fan ပရိသတ်တွေကျွန်တော်ဆိုရင်ပွဲထဲမှာတော်တော်ထွက်တယ်ကျွန်တော် YouTube မှာ watch လောင်းလုပ်တယ်ကျွန်တော်တောက်လျှောက်ဆဲနေရဗျာအဲ့Havertz နဲ့ Odegaard သုံးတဲ့ကိစ္စကိုကျွန်တော်လုံးဝမကျင်တတ်ဘူးဒါပေမဲ့ပွဲပြီးတော့လဲ okay Facebook မှာတော့ post တွေပါတင်ပြီးလိုက်သေးတယ်ဒါပေမဲ့ okay brother တယောက်အဲ့လို comment လာပေးတာတော့ bro ချေးသိရမလားရှုံးလဲလောင်နိုင်လဲလောင်ဖြစ်တဲ့တကယ်ဟုတ်တယ်ကျွန်တော်လက်ရှိ moment ကိုကျွန်တော် enjoy ဖြစ်ရမှာပေါ့နော်အဲ့တော့သုံးမှတ်ကတော့အရေးကြီးဆုံးပဲကျွန်တော်အဲ့သုံးမှတ်ကိုလည်းကျွန်တော်ရယူနိုင်တာဖြစ်တဲ့အတွက် Arsenal ကျွန်တော်လိုပဲလောင်နေ Arsenal ပရိသတ်တွေရှိရင်လည်းကျွန်တော်ကိုယ်တိုင်ကပဲပြန်ပြီးတော့နည်းနည်းသိရမလား calm down ဖြစ်စေခြင်းတယ်ပေါ့ဗျာစိတ်လေးလျှော့ပြီးတော့တကယ်ခံစားမယ်လက်ရှိအချိန်မှာအရေးကြီးတဲ့ဒီဖလားရတော့မယ်ဆိုတဲ့ဟာမျိုးပဲစိတ်တွေထည့်ပြီးတော့ပျော်ရွှင်နေစေခြင်းတယ်ပေါ့ဗျာကျင်းစရာတခုကတော့ဒီညမှာဘလို့ပဲကျွန်တော်တို့ပွဲကြည့်နေတော့စိတ်ပြက်ခဲ့အခုเนาะကျွန်တော်ဗီဒီယိုရိုက်နေတဲ့အချိန်မှာတော့ထားပါတော့4 နာရီခွဲလောက်တော့ရှိပြန်
မနေ့ပြန်လောက်သွားမဲ့လူတွေလည်းရှိမယ်မနေ့ပြန်ကိစ္စတစ်ခုနဲ့မနက်စောကြီးထသွားတဲ့လူလည်းရှိပြီကျင်းနေတာတော့ဒီဘောကအာဆင်နယ်ဖန်တိုင်းကြည့်မှာပဲဗျာဒါပေမဲ့အဲ့လူတွေအားလုံးဒီညကိုကောင်းမွန်တဲ့အိပ်ပျော်မဲ့ result မျိုးပေါ့ဗျာအခုချိန်မှာအားလုံးပြန်အိပ်ကြအောင်ပါကျွန်တော်လည်းပြင်အိပ်မှာအဲ့တော့အားလုံးအိပ်ပျော်မဲ့ result မျိုးတော့ဖြစ်တယ်ပေါ့နော်ကျွန်တော်အားမလို့အားများတာရှိတယ်ဆိုပေမဲ့အဲ့တော့အဲ့ moment လေးကိုပဲကျွန်တော်အကောင်းဆုံးခံစားပြီးတော့ဒီလာမဲ့ Berlin နဲ့ပွဲမတိုင်ခင်မနေ့ပြန်မစီးနဲ့ပွဲမတိုင်ခင်ကျွန်တော်ဘယ်လိုပြောမလဲဖြတ်ကျော်ကြတာပေါ့ဗျာเนาะအဲ့တော့မီခေအဒီတာအနေနဲ့လက်ကျန်ပွဲတွေမှာအဲ့လိုဆောက်လွဲတွေထပ်မလုပ်ပါစေတဲ့လို့ပဲဆုတောင်းအောင်ပဲဗျာတစ်ဖက်မှာလည်းသူကလည်းဖလားယူပေးမဲ့နီးပြနောက်တစ်ပွဲလောက်သာနိုင်တကယ်ဟိုကျွန်တော်အပါဝင်ပေါ့နော်အာဆင်နယ်ဖန်တော်တော်များများသူ့ကိုနောက်ထပ်2နှစ်3နှစ်လောက်အသင်းမှာဆက်ရှိတယ်ဘာမှမဖြစ်ဘူးလို့သတ်မှတ်တော့မဲ့အခြေအနေမျိုးမှာအဒီတာအနေနဲ့အဲ့လိုမျိုးခေါင်းမာဒါလားဒါမှမဟုတ်သူဘလို့တွေးလဲတော့မသိဘူးပေါ့နော်ပြိသက်တွေနဲ့တော့စိတ်တူကိုကောင်းပါတယ်အဲ့လိုမျိုးယောဂရဝင်လာတော့ impact ကအရင်ကြီးရည်เนาะအားလုံးမြင်တဲ့အတိုင်းTro Harvest ကလည်းသူ့ duty နဲ့သူတို့လောက်သွားမှန်မယ်အဲ့လိုမျိုးပန်းလေးဆိုတော့တော်တော်ညံ့တဲ့အသင်းဗျာကျွန်တော်အမြင်เนาะပန်းလေးဆိုတော့တော်တော်ညံ့တဲ့အပြင်ပွဲကြည့်နေတဲ့အချိန်မှာလည်းအားလုံးမြင်လိမ့်မယ်ခံစစ်မှာကွင်းလယ်မှာအပေါက်တွေဆိုတော့ဘောလုံးဆိုတာဗျာအဲ့လိုမျိုး line breaking pass တွေကိုကြိုက်တယ်လို့ပေးလို့ရတဲ့အနေအထားမျိုးတွေမှာ Harvest ကOdegaard ကတည့်ရမလားဘာတွေလုံနေမှန်းကိုမသိတာတယောက်တည်းအဲ့လိုမျိုးပူစီဆန်ဆန်ပလာတာရပြီး Harvest ဆိုလဲထိတယ်လဲပြောတီးပြောဖက်ဟိုပါလဲပြိုင်ဘက်ကို plane သွားဖောင်းတဲ့လုံးဆိုလဲ racket ဖြစ်တော့မလို့เนาะ racket ဖြစ်ရင်ကျွန်တော်တို့တိုင်ပတ်ဝါနိုင်တယ်အဲ့လိုမျိုးပေါ့အုံနောက်မသုံးဘဲနဲ့အတင်းတော့မကြည့်ဘဲနဲ့အရေးမပါတာတွေဟိုလုံတဲ့ဟာတွေကိုလည်းတော်တော်စိတ်ပြတ်မိပါတယ်အဲ့တော့ Yogurt ဝင်လာတော့နည်းနည်းတိုက်စစ်မှာဟို drone တိုက်ကစားတယ်ပြိုင်ဘက်တွေကိုပို့အလုပ်ပေးနိုင်တယ်ဆိုတော့အဓိကတော့လက်ကျန်ပွဲတွေမှာအဲ့လိုမျိုးအဒီတာအနေနဲ့ထပ်ဖင်မရဖို့တော့အရင်လိုတယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့trade ထူးလည်းအများကြီးတော့အဲ့လိုမျိုးဟိုမပြောချင်တော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အားလုံးမျှော်လင့်နေတယ်ဘန်းနိုင်ကတော့တိတ်မကြခင်မှာရောက်တော့မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဒီတစ်ပတ်တာလုံးဖြတ်တန်းကြမယ်ပေါ့နော်အဲ့တော့မနေ့ပြန်ကြရင်လည်းမန်စီးတီးပွဲကိုစောင့်ကြည့်ကြပါဗျာဘာလို့ဆိုတော့မနေ့အရာထားလာမှာကိုယ်တင်ဖလားရနေပြီဆိုတော့တိရ feeling ကြီးတိတ်မမိုက်ဘူးလीเนาะတကယ်ဖလားမြောက်တဲ့ဘယ်လိုပြောမလဲဖလားရပြီဆိုတဲ့ဟာကိုเนาะကျွန်တော် social media ပေါ်လာပြီးနောက်ပိုင်းမှာပထမဆုံး social media ပေါ်တင်ကျင်တယ် major trophy ပေါ့ဗျာเนาะ Premier League ဖလားကျွန်တော်အရင်လိုချင်တယ်ကျွန်တော်တို့တသက်တာလုံးမှာတစ်ခါမှเนาะကျွန်တော်ပါဝင်တစ်ခါမှမကြုံဘူးတဲ့လူတွေတော်တော်များမှာပါเนาะဒီဘက်အခေ Arsenal fan တွေထဲမှာအဲ့တော့တကယ်ဒီ moment လေးကိုအကောင်းဆုံး enjoy လုပ်ပြီးတော့ဒီညကိုအကောင်းဆုံးအိပ်ရောနဲ့အိပ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးရပါတော့။ကဲအားလုံးပဲကျေးဇူးတင်ပါတယ်။အဲ့တော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲကိုယ့်အမြင်လေးကိုcomment မှာတောက်သက်ဆွေးနွေးရလို့ရပါနော်။အဲ့တော့ကျေးဇူးတင်ပါတယ် see you guys